anh thì muốn suốt cái chỗ của anh thì muốn ngày sắp ba con na để là sao thì phiền yên mặt vải xí chân những mỏ sẽ lấy anh thì con nụ của ni khăm cha làm phê chun đánh bị vui làm ngã rồi na những người này phiền yên này có gì anh thì con nụ của ni có mà nè sao có gì trồng lúc mày riêng cho trồng luôn sân miến lên na trồng luôn tồn tại có gì để cho lên na masala vậy nhưng lên na bung đi thế sao team cặp có mà cho anh chị chụp sản này mong khát sum mất và rồi na anh chị con nụ của ni tay ngà này mong mà nè anh sao có tấn này ngà mặt em cho anh chị như mong nhịp thải sum ra mình ngõ mong ngà mắt vào cửa ngàခုလိုပြောပြနေတာကတော့ကချင်ပြည်နယ် KIO KIA ဌာနချုပ်လိုင်ဇာမြို့အနီးမှာရှိတဲ့မုံလိုက်ခက်စစ်ဆောင်စခန်းကိုစစ်ကောင်စီကအင်အားပြင်းဘုံအုံပြုတိုက်ခိုက်ခဲ့စဉ်တာသမီ9ယောက်ဆုံးရှုံးခဲ့ရသူဖခင်တူဖြစ်ပါတယ်စစ်ကောင်စီဘက်က2023အောက်တိုဘာ9ရက်နေ့ည17နာရီခွဲအချိန်ခန့်မှာတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့16နှစ်ယောက်ကလေး9ယောက်နဲ့9နှစ်ယောက်ကလေးတငယ်4ယောက်အပါအဝင်29ဦးသေဆုံးခဲ့ရပြီး58ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်ခံရမှုဖြစ်စဉ်ထဲမှာတော့ဦးဒီလာဂျာနဲ့ဒေါ်ကွမ်ဘူရကြီးတို့ရဲ့တာသမီ9ဦးလည်းပါဝင်သွားခဲ့ရတာဖြစ်ပါတယ်။ဒေါ်ကွမ်ဘူရကြီးနဲ့ဦးဒီလာဂျာတို့ဟာတောင်ရလောက်ကင်ကြတဲ့တောင်သူတွေဖြစ်ကြပြီးတော့2011ခုနှစ်မှာပြန်လည်စတင်လာခဲ့တဲ့ KIA နဲ့မြန်မာစစ်တပ်ရဲ့တကြော့ပြန်စစ်ပွဲကြောင့်လိုင်ဇာဌာနချုပ်အနီးကမုံလိုက်ခက်စစ်ဆောင်စခန်းစီကိုစစ်ဆောင်လာခဲ့ကြတာဖြစ်ပါတယ်။ဒေါ်ကွမ်ဘူရကြီးကတော့သူမအသက်10နှစ်အရွယ်ကလေးကစစ်ပွဲတွေကိုမျက်မြင်တွေ့ကြုံခဲ့ရသူတူဦးလည်းဖြစ်တယ်လို့စစ်ဆောင်ခဲ့ရတဲ့စစ်ဆောင်တက်တန်းဟာလည်းမနှဲခဲ့လှပါဘူး။ဦးဒီလာဂျာဟာလည်းရခင်က KIA စစ်သားတူဖြစ်ခဲ့ပြီးအမြင့်အာယုံဝေဝါးလာတာကြောင့်1980ကျော်ကလေးကအနားယူကတောင်ရအလုတ်လောက်ကရင်သားသမီးတွေကိုပညာတတ်ဖြစ်စေရမယ်ဆိုတဲ့စိတ်နဲ့ပြုစုပြိုးထောင်နေသူဖခင်တူလည်းဖြစ်ပါတယ်။မုံလိုက်ခက်ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ညမှာတော့ဦးဒီလာဂျာနဲ့ဒေါ်ကွမ်ဘူရဲကြီးတို့ဟာမုံလိုက်ခက်စစ်ဆောင်စခန်းနဲ့9မိုင်လောက်သာဝေးတဲ့မိုက်ဆာဘာရွာအနီးကတောင်ရတဲမှာတွားရောက်နေထိုင်ပြီးတောင်ရလောက်ကင်နေခဲ့တာဖြစ်တဲ့အတွက်အသက်ရှင်ကြံရစ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့စစ်ဆောင်စခန်းမှာကြံရစ်နေခဲ့တဲ့၎င်းတို့ရဲ့သားသမီး9ဦးကတော့ဖြစ်ရဆိုးကြီးအတွင်းပါဝင်သွားခဲ့ရပါတယ်။သားသမီး9ဦးအနက်အငယ်ဆုံးကအသက်10နှစ်သာရှိပါသေးတယ်။အဲ့ဒီဖြစ်စဉ်မှာပါဝင်သွားခဲ့ကြတဲ့သားသမီး9ဦးကတော့ဦးဒီရောခမ်သူကတော့အသက်10နှစ်သာရှိပါသေးတယ်။ဦးဒီထုဆန်မိုင်သူကတော့အသက်73နဲ့ဦးဒီရေဂျာသူကတော့အသက်16နဲ့ဦးဒီလူမိုင်သူကတော့အသက်20နဲ့ဦးဒီလာခေါင်သူကတော့အသက်22နှစ်တို့ဖြစ်ကြပါတယ်။သူတို့တွေဟာဒီဖြစ်ရဆိုးကြီးကိုဖြစ်လို့ဖြစ်သွားမှန်းအောင်တိလိုက်ကြမှာမဟုတ်ပဲခရစ်တော်မှာအိပ်ပျော်သွားခဲ့ကြရပါပြီ။ဦးဒီလာဂျာနဲ့ဒေါ်ကွမ်ဘူရဲကြီးတို့ဟာသားသမီးတွေအပေါ်ပညာတတ်ကြီးတွေဖြစ်စေရမယ်ဆိုတဲ့ညှော်နှင်းချက်နဲ့ပြုစုပြိုးထောင်နေကြတာဖြစ်တဲ့လျောက်ရင်ကျိုးမတက်ခံစားနေကြရပါတယ်Yo kam gon te ku
ngam de na wa de na de ku yet de yo yet mat wa sun de kha de na de kuna khang de kuna ye mat wa ku nga reng wa ma du gon de du mai gon de po ko nan de ku ti mat wa reng ko ma cha ni ko ma cha gon de ku akri akret de u ken no ni pha de king de wa we king de ko dem de tan de akri akret mat ma tu mong tan de akri akret mat để nó mà làm mong đã khoáng mong để cô nó kết dùng về mặt đấy để có tại như chúng pha chúng tin trên nó như dùng anh nhà đã về mặt